ထောင်မှာရှိတဲ့ language program ကိုစိတ်ဝင်စားတဲ့လူတွေအတွက်ဒီဗီဒီယိုလေးထဲမှာအားသာချက်နဲ့အားနည်းချက်လေးကိုရှင်းပြပေးချင်ပါတယ်။ language program ဆိုတာဘာလဲဆိုတာပထမဆုံးရှင်းပြချင်ပါတယ်။ language program ကထောင်မှာဆိုရင် university တိုင်းလိုမှာသူက language center ဆိုပြီးရှိပါတယ်။ language center မှာဖွင့်ပေးထားတဲ့ program ကိုသူက language program လို့ခေါ်ပါတယ်။တို့တွေမြန်မာပြည်မှာတော့သူ့ကို language school လို့သိကြရပါတော့။ဒါပေမဲ့ထောင်မှာတော့ language program လို့ပဲခေါ်ပါတယ်။ပြီးတော့ language program ကိုဘယ်လိုလူမျိုးတွေ join လို့ရလဲဆိုလို့ရှိရင် international မှာရှိတယ်ကျောင်းသားရေပေါ့နော် student တွေဒုတိယနှစ်နော်တက္ကသိုလ်ဒုတိယနှစ်ပြီးသွားလို့ရှိရင် language program ကိုစာပြီး join လို့ရပါတယ်။ language program ရဲ့အားသာချက်ကကြတော့သူကမြန်နဲ့ပေါ့နော် admission letter ရတဲ့အတွက်ထောင်ကောင်ကိုမြန်လာလို့ရတယ်ပေါ့။ဒါပေမဲ့အားနည်းအဲ့တစ်ဖက်မှာအားသာချက်ကလည်းရှိတယ်လို့အားနည်းချက်တွေကနောက်ွယ်မှာလည်းအများကြီးရှိနေပါတယ်။သူရဲ့အားနည်းချက်ကဘာလဲဆိုလို့ရှိရင်ကိုကပေါ့နော်ပြီးရခြင်းစောမြန်ထွက်ခြင်းစောနဲ့အကယ်၍ဒါရအဲ့ဒီဟာကိုရှောက်ခဲ့မယ်ဆိုလို့ရှိရင်ဒီဘက်ရရင်ဘာပြဿနာကြီးကြုံရနိုင်လဲဆိုလို့ရှိရင် language program ကပုံမှန်ကျမတို့ degree program တွေ overseas Chinese student တွေတက်တဲ့နော် university preparation program တွေထက်သူကဈေးပိုကြီးပါတယ်ဘာလို့ဆိုတော့သူက3လတစ်ဖြတ်ကိုကျမတို့6လတစ်ဖြတ်ပေါ့နော်သွေးရတဲ့ငွေပမာဏနဲ့တွားညီပါတယ်နောက်ပြီးသူကအဆောင်ရဖို့လည်းမသေးကြပါဘူးနောက်တစ်ခုကအိမ်လာကပေါ့နော်ကိုအိမ်ငှားရမယ်အိမ်ရှာမယ်အဆောင်မရလို့ရှိရင်အိမ်ငှားရမယ်ဘာညာဆိုကုန်ကြစရိတ်ပိုများတယ်ပေါ့နော်နောက်တစ်ခုကကြတော့အလုပ်ကိုတို့တွေက4လပေါ့နော်လုံးလို့မရတဲ့အတွက်ကြောင့်မလို့ဒီတစ်ဖက်က3လတစ်ဖြတ်ပေးရမယ်အဲ့ဒီလာစားရယ်เนาะကျောင်းလာကရယ်ဒီဘက်မှာလည်းအလုပ်လုပ်လို့မရတဲ့အတွက်လိုမျိုးပတ်စံရှာရတာနဲ့ခက်တယ်ပေါ့နော်လိုမျိုးတို့တွေလောရဆိုလို့ရှိရင်တော့ officially အလုပ်လုပ်လို့မရပါဘူးအကယ်၍မြင်လည်းပြဿနာတွေတက်နိုင်ပါတယ်ဒါတော့ကိုဂရုတစိုက်နေပေါ့နော်ဆုံးဖြတ်စေချင်ပါတယ်နောက်တစ်ခုကကြတော့ဒီကိုရောက်ချင်စောနဲ့ပဲမလာပဲနဲ့ပေါ့နော်ဒီသူ့ရဲ့ program အကြောင်းကိုတည်တည်ချာချာလေ့လာစေချင်ပါတယ်ဘာလို့ဆိုတော့ရရင်လာတယ်ပွဲစားတွေကပြောတယ်အဲ့လိုမျိုးလုံရင်းနဲ့ကိုဒီဘက်မှာရောက်တဲ့အချိန်မှာတကယ်ခံစားရတာကိုပေါ့နော်အဲ့ဒီအတွက်ကြောင့်မလို့တည်တည်ချာချာလေးဆုံးဖြတ်ပြီးတော့ရွေးချယ်ချင်ပါတယ်ကျမအနေနဲ့ပြောရမယ်ဆိုလို့ရှိရင် language program ကဘယ်လိုလူမျိုးတွေနဲ့ပို့ပြီးတက်တော်လဲဆိုလို့ရှိရင်တထေးအတွက်ပို့ပြီးတင်တော့ပါတယ်ကိုចောင်းစည်းကိုရှာရမယ်ကိုเนาะရှင်တိုင်ရက်တည်ရမယ်လူတွေအတွက်ကြတော့ language program ထက်ကျမကဓာတ်ရိုက်ပေါ့เนาะ degree bachelor ဓာတ်ရိုက်เนาะတက်စေချင်ပါတယ်ဘာလို့ဆိုကိုဟိုမှာပဲ preparation လုပ်ပြီးတခါလေဒီကိုလာလို့ရှင် full score လာရတာမျိုးတွေဆိုလို့ရှင်ကိုရဲ့ဈေးစကားကိုချွေတိုင်နိုင်ုံဒါမကပေါ့เนาะကို